ကျဲဖြစ်သွားတဲ့အမွာနှစ်ယောက်ဇိုဒီရဲ့ဆိုင်တွေလို့ပြောလိုက်ရင်လူတိုင်းတော်တော်များများသိကြမယ်လို့ထင်ပါတယ်။အခုခေတ်လူငယ်တွေကြားမှာဇိုဒီရဲ့ဆိုင်ဆိုတာကတော်တော်လေးကိုမှပတ်ဆက်ပြားမှာဆွဲထင်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။အခုကတော့ဇိုဒီရဲ့ဆိုင်မှာမှအမွာရှိနေတဲ့ဂျမ်နိုင်းအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဂျမ်နိုင်းလို့ပြောလိုက်ရင်ကောင်လေးနှစ်ယောက်အမွာဆိုတာကိုပြင်းမြင်ကြမယ်ထင်ပါတယ်။ထိုကောင်လေးနှစ်ယောက်ကတော့ Pollux နဲ့ Castor တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့မအေတူဖအေခွဲတွေဖြစ်ကြပြီး Pollux ကနဖျားသွေးပါပြီး Castor ကတော့တာမန်တာဖြစ်ပါတယ်။ဒါပေမဲ့ Castor ဟာတိမ်မျိုးဆိုပေမဲ့ရုပ်ရည်ချောမောပြီးတိုက်ရည်ခိုက်ရည်ရှိရာကြောင့် Greek ရဲ့မြင်းစည်းသူရဲ့ကောင်ဖြစ်လာခဲ့ပါတယ်။ Pollux ကတော့ဇူးရဲ့နဖျားသွေးပါသူပြီးခွန်အားပလတွေကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ပေါင်းဆက်ခြင်းဟာပြီးပြည့်စုံတဲ့ဟန်ချက်တစ်ခုဖြစ်လာပါတော့တယ်။ Castor ဟာတိမ်မျိုးဖြစ်တာကြောင့်တနစ်တိုက်ပွဲမှာကြဆုံသွားခဲ့ရပြီးတော့ Pollux ဟာညီဖြစ်သူအတွက်ဝမ်းနေပြီးဖခမဲတော်ဖြစ်တဲ့ဇူးကိုတိုင်တဲ့ကသူ့မသိမျိုးကိုပြန်ယူဖို့ပြောပြီးကက်စတာနဲ့အတူတူတိတ်ဆုံးဖို့ကိုရွေးချယ်ခဲ့ပြီးဂျမ်နိုက်ကျေစုတစ်ခုဖြစ်လာခဲ့ပါတော့တယ်။နောက်ထပ်လည်းအခုလိုဗဟုသုတဖြစ်ဖွယ်ရာတွေကိုပြောပြပေးတော့မှာမို့လို့သူတို့ရဲ့တိလွေရာ channel လေးကို follow ပေးခဲ့ကြဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။